Hello, future me. It's Rosia from 2026. Hope. Nathan Nasachaya Rosia got the video. Yala yara intention ga no. Future ma chila yara chen. Okay. The Rosia ka tore. So re. Kaza chen ya se chalo ya chalo no. Hope the Rosia ma future me o ma generation like လက်ရှိမှာပေါ့နော်ရူစီယာမှာကမပြည့်စုံတာဘာမှမရှိဘူးမိဘတွေကထောက်ပေးနေတယ် universe ကပေးနေတယ်ဖခင်ကပေးနေတယ်ပေါ့နော်ပေးနေတယ်ကိုလည်းရအောင်ယူနေတယ်စူးစမ်းနေတယ်တင်နေတယ် like fixed minded မရှိဘူးဒါကမှန်တယ်ဆိုဒါရုပ်ပဲမှန်တယ်ဆိုပြီးတော့လမ်းလျှောက်နေတဲ့လူလည်းမဟုတ်ဘူးဟုတ်ပြီငါလည်းမားနိုင်တယ်ဆိုတဲ့အတွေ့အမျိုးရှိတယ် spiritual ဖြစ်နေတယ်spiritual လမ်းစဉ်ကိုလမ်းလျှောက်နေတယ်ပေါ့နော် like spiritual ဆိုရလုံးလုံးကြီးစကားလုံးလည်းမသုံးချင်ဘူး spiritual လမ်းစဉ်ကိုလမ်းလျှောက်နေတယ်ဟုတ်ပြီ future ရဲ့ Rosia expectation ရှိတာက boundary ကောင်းကောင်းမွန်မွန် set လုပ်နိုင်မယ်လို့မြင်တယ် set လုပ်နိုင်ပါစေလို့ expect လုပ်တယ်ပြီးတော့ဆိုရင် mentally ဒီထက် strong ဖြစ်မယ်လို့ expect လုပ်တယ် financially ဒီထက်အဆမတန်ဘယ်လိုမလဲကောင်းမယ်လို့မျှော်လင့်နေတယ်ပြီးတော့ဆိုရင် maybe 10နှစ်နောက်ကြီးဖြစ်တယ်ဆိုရင်9နှစ်10နှစ်နောက်မှကြီးဖြစ်တယ်ဆိုရင်ကလေးတွေယောက်ျားတွေ with my own family ဖြစ်နေမယ်but မာဂျနာကအကောင်းဆုံးနေနိုင်တယ်ပျော်နေတဲ့လူဖြစ်နေမယ်လို့မျှော်လင့်ထားတယ် and လူနားလေပေးနိုင်တဲ့လူအပြင်ကိုလည်းနားလေပေးနိုင်နေတဲ့လူဖြစ်မယ်လို့မျှော်လင့်တယ်အခုလိုစီမှာ trust issue တွေရှိနေတယ်ပြီးတော့ဆိုရင်စိတ်မရှိတာရှိတယ်ပြီးတော့ပြီဆိုရင် overthink လုပ်တာရှိတယ် mentally strong မဖြစ်တာပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆို overthinker တွေ mentally strong မဖြစ်တာလို့ပဲယူဆလို့ရတယ်ပေါ့နော် mentally strong ဖြစ်မယ်လို့မျှော်လင့်ထားတယ် and ကိုထိုင်ငယ်တဲ့ Rosia ကိုပြောချင်တာလဲ thank you so much ဒီအစံထိရောက်လာတဲ့ဒီလိုအတွင်းမျိုးရလာတယ်ဟုတ်ပြီငါကြီးပြင်းမှန်နိုင်တယ်ဆိုတာမျိုးမရှိဘူးငါလည်းမားနိုင်တယ်ဆိုတဲ့အတွင်းမျိုးရနိုင်တာရအောင်တွေးနိုင်ခဲ့တာကိုလည်းကျေးဇူးတင်တဲ့ကို okay ဒီဗီဒီယိုတော့ YouTube သွားမလားမသိဘူးပေါ့နော် I don't know